caption ကိုဖတ်ပြီးတော့ဟုတ်ပါမလားလို့တွေးပြီးလောက်ကြပါတယ်ဟုတ်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးသွားမှာကတော့ KBTV account ကိုဘယ်လို hack ရမလဲဆိုတာပါတကယ်စားပြောလို့ရှိရင်တော့ KBTV account ကို hack တယ်ဆိုတာတဲ့ KBTV account ကိုဘယ်လို hack ကြလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်လူအများစုနားယူသွားနေတဲ့စကားလုံးတစ်ခုဖြစ်တဲ့ hack တယ်ဆိုတဲ့စကားလုံးကိုကျွန်တော်သုံးလိုက်တာဖြစ်ပေမဲ့တကယ်တမ်းပြောလို့ရှိရင်တော့ scam တယ်လို့ပြောလို့ရှိရင်ပိုပြီးမှန်ပါလိမ့်မယ် Okay စလိုက်ကြအောင်အားလုံးမင်္ဂလာပါ blog ပိုင်းကနေပြန်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကဒီလူလိမ်တွေက scammer တွေကပေါ့နော် KBTV account ကိုဘယ်လို scam လုပ်ကြလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ KBTV account တစ်ခုကိုတစ်ခါမှ login မဝင်ဘူးတဲ့ဖုန်းတစ်လုံးမှာ login ဝင်ဖို့အတွက်ဆိုလို့ရှိရင်လိုအပ်တဲ့အချက်၄ချက်ရှိပါတယ်အဲ့ဒါကတော့ KBTV account ဖွင့်ထားတဲ့ဖုန်းနံပါတ်မှတ်ပုံတင်နံပါတ်အတိအကျနဲ့ဝိသက်ကအတိအကျဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ one time password လို့ခေါ်တဲ့ KBTV ကနေပြီးတော့ကိုယ့်ရဲ့ဖုန်းထဲကို SMS ပို့ပေးမယ် OTP ကုတ်ပဲဖြစ်ပါတယ်ဘယ်ဟာချင်းကတ်တာလဲလို့ပြောရလို့ရှိရင် social media application တွေဖြစ်တဲ့ Viber တို့ Messenger တို့ကနေပြီးတော့စပြီး approach လုပ်လာတာပဲဖြစ်ပါတယ်သူတို့ကကိုယ် Messenger ဖြစ် Viber ဖြစ် social media application တစ်ခုမှာစာလမ်းပို့ပါတယ် internet တစ်ခုရှိရုံနဲ့ဖုန်းရှိရုံနဲ့အလုပ်လုပ်လို့ရမယ်ပတ်သက်ဝင်ငွေတစ်ခုရမယ်ပေါ့အဲ့ဒီအချိန်မှာအများစုတွေးမိကြမှာပါ။ဩဖြစ်နိုင်မှာမလားငါ့ကိုလာလိမ့်နေလားပေါ့အဲ့ဒီအချိန်မှာသူတို့ကဆက်ပြီးပြောပါလိမ့်မယ်အများကြီးလုပ်ဆရာမလိုပါဘူး YouTube channel လေးတွေ subscribe လုပ်ပေးရုံပဲ Facebook page လေးတွေ follow လုပ်ပေးရုံပဲဆိုပြီးပြောပါလိမ့်မယ်အဲ့မှာဘာမှခက်ခဲတာမဟုတ်တာလုပ်ကြည့်လိုက်မယ်မရတော့လေ unsubscribe ပြန်လုပ်လို့ရတယ် unfollow ပြန်လုပ်လို့ရတယ်အဲ့မှာသူတို့ရဲ့မှာအကွက်ထဲကိုပထမဆုံးစပြီးဝင်တော့ပါပြီလုပ်ကြည့်လိုက်တယ် subscribe 3-4ခုလုပ်ပေးလိုက်တယ် follow 3-5ခုလုပ်ပေးလိုက်တယ်တိတ်မကြခင်ပါပဲသူတို့က okay subscribe လုပ်ပေးတာအောင်မြင်တယ်အဲ့ဒါကြောင့်မို့လို့ဒီနေ့အတွက် payment ပေးပါမယ်ဆိုပြီးတော့ KBTV account number ကိုတောင်းပါတယ်အဲ့ဒီမှာကိုက KBTV account ဖုန်းနံပါတ်ပေးလိုက်မယ်ဆိုလို့ရှိရင်သူတို့ကကိုယ့်ရဲ့ KBTV account တွေကိုပတ်သက်လမ်းလွှဲပါလိမ့်မယ်ဘယ်လောက်အမောက်ရလို့တော့ကျွန်တော်မသိဘူးပေါ့နော်ခံမှန်းကြည့်9000ဖြစ်လိမ့်မယ်လို့တော့ကျွန်တော်ထင်ပါတယ်အဲ့ဒီမှာသူတို့က KBTV account ဖွင့်ထားတဲ့ဖုန်းနံပါတ်နဲ့ကျွန်တော်တို့ရဲ့ယုံကြည်မှုကိုသူတို့ရရှိတော့ပါပြီယုံကြည်မှုရရှိသွားတာကနောက်ဆက်လုပ်မဲ့အဆင့်တွေအတွက်သူတို့အများကြီးအဆင့်တွေသွားနေပါတယ်နောက်တစ်ဆင့်အနေနဲ့သူတို့ကဒီလုပ်ကိုဆက်လုပ်ဖို့အတွက်အကောင့်ဖွင့်ရမယ်ဆိုပြီးတော့ထပ်ပြီးပြောပါလိမ့်မယ်ပြီးလို့ရှိရင်အကောင့်ဖွင့်ပြီးတော့လုပ်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ပတ်သက်တွေလည်းပို့ပြီးရမယ်ပို့ပြီးလည်းလွယ်မယ်ဆိုတဲ့အကြောင်းတွေငွေထုတ်ငွေသွင်းပို့ပြီးလွယ်တယ်ဆိုတဲ့အကြောင်းတွေကိုပြောပြီးတော့အများကြီးဆွဲပါလိမ့်မယ်အဲ့မှာကိုကနေပြီးတော့သူတို့စကားကိုနားရောက်ပြီးတော့အကောင့်ဖွင့်ဖို့ပြောလိုက်မယ်ဆိုလို့ရှိရင်တော့သူတို့ကနေပြီးတော့အကောင့်ဖွင့်ဖို့အတွက်မှတ်ပုံတင်နဲ့ဝိသက်ကလေးအတိအကျကိုတောင်းပါလိမ့်မယ်အဲ့ဒါကိုပေးလိုက်နေပြီဆိုလို့ရှိရင်တော့သူတို့လိုချင်နေတဲ့အချက်လက်တွေက3ချက်ကိုရသွားပြီပဲဖြစ်ပါတယ်နောက်ဆုံးအဆင့်ကတော့အခက်အခဲဆုံးအဆင့်ဖြစ်ပါတယ်အဲ့ဒါကတော့ OTP ကုတ်ပါအဲ့ OTP ကုတ်ကကိုယ့်ရဲ့ဖုန်းနံပါတ်ထဲကိုပဲတရားဝင်ကြမှာဖြစ်တဲ့အတွက်အဲ့ OTP ကုတ်ကိုတောင်းမယ်ဆိုလို့ရှိရင်လူအများစုကသိကြပါတယ်ဘာလို့ပေးရမှာလဲဒီ OTP ကုတ်ကဘာလို့အတွက်အရေးကြီးတယ်ဆိုပြီးသိကြတဲ့အတွက် OTP ကုတ်ကိုတိုက်ရိုက်မတောင်းပါဘူးသူတို့ကဘာလုပ်လဲဆိုတော့ TeamViewer တို့ AnyDesk တို့လို application မျိုးကိုဖုန်းထဲမှာ download ဆွဲလိုက်ပါတယ်ဒီ company တွေမှာအလုပ်လုပ်နေတဲ့လူအများစုကွန်ပျူတာနဲ့အလုပ်လုပ်နေတဲ့လူအများစုဆိုလို့ရှိရင် AnyDesk တို့ဒီ TeamViewer တို့ကိုအများစုသိကြပါလိမ့်မယ်ဒါပေမဲ့လူအများစုသိကြတာကတော့ TeamViewer ကိုပိုပြီးသိကြတယ်ပေါ့ AnyDesk ကတိတ်လို့နာမည်မကြီးဘူးအဲ့တော့သူတို့က AnyDesk ကိုပို့ပြီးတော့ favor ပေးပြီးတော့ AnyDesk ကို download ဆွဲခိုင်းတာများပါတယ်အဲ့မှာ AnyDesk ကို download ဆွဲပြီးသွားပြီဆိုလို့ရှိရင်သူတို့ရဲ့မှာ OTP ကုတ်ကိုယူဖို့အတွက်အဆင့်စတင်လာပြီဖြစ်ပါတယ် Okay AnyDesk ကိုသုံးပြီးတော့သူတို့ဒီကုတ်တွေကိုဘယ်လိုယူလဲဆိုတော့ကျွန်တော်ပြောပြပေးသွားပါမယ်ဖုန်းထဲမှာ AnyDesk ကို download ဆွဲပြီးသွားပြီဆိုတာနဲ့သူတို့ကနေပြီးတော့ပြောရလိမ့်မယ် screen မှာပေါ်လာတဲ့ကုတ်ကိုသူတို့စီကိုပို့ပေးပါဆိုပြီးတော့ပါတချို့ကလည်း screenshot တောင်းတာမျိုးတွေရှိပါတယ်အဲ့မှာကုတ်နံပါတ်ကိုပို့ပေးလိုက်ပြီဆိုလို့ရှိရင်သူတို့ကအဲ့ကုတ်နဲ့အတူ screen ကိုလှမ်းပြီးတော့ access တခုတောင်းပါလိမ့်မယ်အဲ့ဒီအချိန်မှာသူတို့ကဘာပြောမှလဲဆိုတော့ application မှာပေါ်လာတဲ့ permission တွေအကုန်လုံးကို access လုပ်ပေးလိုက်ပါဆိုပြီးတော့ပြောပါလိမ့်မယ်ပြောလို့ရှိရင်တော့ဘာပေါ်လာအလောင်းလုပ်ပေးလိုက်ပါဆိုတဲ့စကားမျိုးတွေထွက်လာပါလိမ့်မယ်လူအများစုကဒီ permission နဲ့ပတ်သက်ပြီးတော့အရင် serious မဖြစ်ကြဘူးဒါပေမဲ့အဲ့ permission တွေဘယ်လောက်အရေးကြီးလဲဆိုတာဒီနေရာမှာအရင်သိလာပါတယ်အဲ့နေရာမှာလုံးဝ security permission အကြီးတစ်ခုတောင်းပါတယ်အဲ့ဒါကတော့တင်းရဲ့ secret ကို casting လုပ်တော့မယ်ဆိုပြီးတော့ပါ secret mirror ပုံစံမျိုးပါအဲ့ဒါမျိုးကိုလူအများစုကသိကြပါတယ်သိကြတဲ့အတွက်အဲ့လိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ရှောင်ရပါတယ်ဒါပေမဲ့တချို့တွေကမသိကြပါဘူးအဲ့တော့အလောင်းလုပ်ပေးလိုက်ပါတယ်အလောင်းလုပ်ပေးလိုက်ပြီဆိုလို့ရှိရင်သူတို့က
ကိုဖုန်းရဲ့ screen ကိုသူတို့မြင်နေရပြီပဲဖြစ်ပါတယ်သူတို့ကကိုဖုန်းရဲ့ screen ကို control လုပ်လို့မရဘူးကိုဖုန်းရဲ့ screen ကိုမြင်နေရရုံပဲရှိပါတယ်အဲ့တော့သူတို့ကဘာဆက်လုပ်တော့ဆိုတော့ကြတော့ application ဖွင့်တာတော့အောင်မြင်သွားပါပြီ application ကို home screen နဲ့ထွက်ပြီးတော့ message တွေကိုတွားပြီးတော့ကုတ်ကြအောင်စောင့်နေပြီပါဆိုပြီးတော့ပြောပါလိမ့်မယ်အဲ့ဒီအချိန်မှာကိုကယုံကြည်နေပြီပတ်သက်လည်းဝင်ထားတာဖြစ်တဲ့အတွက်ယုံကြည်နေပြီဖြစ်တဲ့အတွက် okay စောင့်နေပါမယ် message တွေကိုဝင်ပြီးတော့တကယ်သွားပြီးစောင့်နေမယ်ဆိုလို့ရှိရင်သူတို့ကကိုယ့်ရဲ့ message တွေတစ်ခုလုံးမြင်နေရမှာပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာသူတို့ကကိုယ့်စီကရထားတဲ့ဖုန်းနံပါတ်ရဲ့ဝေသက်ဂရိရဲ့မှတ်ပုံတင်နံပါတ်ကိုသုံးပြီးတော့တခြားဖုန်းတစ်ခုမှာ login ဝင်နေပြီဖြစ်ပါတယ်အဲ့ဒီအချိန်မှာ KB တက်ပေးရနေပြီးတော့ကိုယ့်ရဲ့မှာဖုန်းထဲကို OTP ကိုလှမ်းပို့ပါတယ် OTP ကိုလှမ်းပို့လိုက်တာလေဒီဖုန်း screen မှာက message application တွေကိုဝင်လာတာဖြစ်တဲ့အတွက်ဝင်လာတဲ့ OTP ကိုသူတို့ကတိုက်ရိုက်မြင်နေရတာဖြစ်ပါတယ်မြင်လာတဲ့ OTP ကိုသူတို့ကတိုက်ရိုက်ထည့်လိုက်ပါတယ်ထည့်လိုက်ပြီးတာနဲ့တပြိုင်နက်ငွေတွေကိုသူတို့အကောင့်တွေကိုအကုန်တန်းပြီးတော့လွှဲပါတယ်အဲ့ဒီအချိန်မှာတော့ Viber မှာလည်းသွားမှကြည့်ပါနဲ့ဘလော့ပြီးသွားတော့ပါပြီအဲ့ဒီအချိန်မှာတခုတွေးစရာရှိတာကငွေလွှဲဖို့အတွက် password လိုတယ်ဆိုတဲ့အကြောင်းပါငွေလွှဲ password မသိဘဲနဲ့ဘယ်လိုလွှဲမှာလဲပေါ့ဒါကလည်းအရေးကြီးပါတယ်မြန်မာနိုင်ငံမှာရှိတဲ့90%သော Capital Pay account တွေရဲ့ငွေလွှဲ password ကသူတို့ရဲ့မှတ်ပုံတင်နံပါတ်ဖြစ်ပါတယ်အဲ့ဒါကိုလူလင်ကလည်းသိထားကြပါတယ် scammer တွေကအဲ့ဒါကိုအသုံးချပြီးတော့ကောင်းကောင်းကြီးလိမ်သွားတာဖြစ်ပါတယ် okay ပါသွားပြီဖြစ်တဲ့အတွက် Capital Pay ရဖြစ်တဲ့အတွက်မှတ်ပုံတင်နံပါတ်တွေနာမည်ရှိတဲ့ဒီ Capital Pay account ကို trace လိုက်မယ်ဆိုပြီးတော့လည်းမစင်စားလိုက်ပါနဲ့ Facebook မှာရိုက်ရှာကြည့်ပါ Capital Pay account ရောက်ဝင်ဆိုတဲ့နေရာတွေမှာ Capital Pay account တွေကိုဈေးပေါ်ပေါ်နဲ့ချိန်တယ်လို့ဝယ်လို့ရပါတယ်မှတ်ပုံတင်ပြီးသား level 2တွေပါyes scan သွားတိုက်မယ်ဆိုလို့ရှိရင်လည်းနောက်ဆုံးအမှုဖွင့်ပြီးပတ်သက်ကုန်တာပဲရှိပါမယ်အချိန်တန်လို့ရှိရင်ဒီပတ်သက်ကိုပြန်ပြီးလိုက်လို့မရဘူးက80%လောက်တေးကြနေတာဖြစ်တဲ့အတွက် case အကုန်ပြီးသွားတဲ့အချိန်မှာလိန်ခံရတဲ့ပတ်သက်လက်ကိုအမှုဖွင့်တဲ့ပတ်သက်လက်ကိုဖြစ်သွားပါလိမ့်မယ်ပြီးတော့အကောင့်ဆုံးကတော့ကြိုတင်ကာကွယ်ပြီးသေးတာအကောင့်ဆုံးပါအဲဒါကြောင့်မို့လို့အခု process တွေကဘယ်လိုလဲဆိုတာသိသွားပြီဖြစ်တဲ့အတွက်ကိုယ့်စီကိုလာပြီး approach လုပ်တာ ਨੇ ကိုကဘယ်လိုမျိုးကာကွယ်လို့ရမလဲရှောင်ကျဉ်လို့ရမလဲဆိုတာကိုသိနေပြီဖြစ်တဲ့အတွက်အများကြီးအဆင်ပြေသွားမှာပါဒီဗီဒီယိုလေးကအများကြီးအထောက်အကူဖြစ်မယ်လို့ပြောလဲပါတယ်ဖြစ်နိုင်လို့ရှိရင်ဒီဗီဒီယိုကိုကိုယ့်ရဲ့အိမ်ကလူကြီးတွေကိုပြထားပေးပါဒီပညာနဲ့ဝေးနေတဲ့လူကြီးတွေမှာအလင်ခံရဖို့ပို့ပြီးဖြစ်နိုင်ခြေများပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာ Facebook အကောင့်ကိုဘယ်လိုဟန်ကြလဲဆိုတာကိုကျွန်တော်ပြပြပေးတော့မှာဖြစ်ပါတယ်အဲကြောင့်မို့လို့ channel လေးကို like and follow လုပ်ပြီးတော့ subscribe လုပ်ပြီးတော့မပေးပါနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါ